ဆွေးမှုများကရှင်နေမှာအပြည့်ပါဆုံးရှုံးမှုများကဖြေမစင်တိုင်းပါအသက်ပေါင်းများစွာဆုံးရှုံးရကြပါဘေးစုကဆုတမျိုးပြီးတမျိုးချူတွေ့နေရတို့ပြည်မြမဝမ်းနေကြည်ကွယ်ပူဆွေးမှုများကရှင်နေမှာအပြည့်ပါဆုံးရှုံးမှုများကဖြေမစေနိုင်ပါအသက်ပေါင်းများစွာဆုံးရှုံးရတာပါဒီစုကဆုတမျိုးပြီးတမျိုးချူတွေ့နေရတို့ပြည်မြမတို့ကြရည်ပြီးတို့ကြမိပြီးခုလဲလီကလေးမီပြေလို့မလို့တဲ့ဘဝများစွာမြင်တွေ့ရရင်နဲ့မချီကိုယ်တိုင်ချူတွေ့ရသလိုပါဘလူကေမလေးဘလူကူမလေးတီချာစေသာစာနာစုပ်ကဲ့တဲ့မှာနေရတဲ့အချိန်မှာဘခုမခတ်တွေ့မလုပ်ကြမပြောကြပါနဲ့ဗျာမေနေရတဲ့အချိန်မှာဘခုမခတ်တွေ့မလုပ်ကြမပြောကြပါနဲ့ဗျာမိဘကူွယ်အားထားဖရာတရားကိုအမြင်မပြတ်အာယုပြုနေပါတရားတန်ကယေဇနာသုံးပါးကြီးနေမှာအမြဲတမ်းတို့နေထိုင်ကြပါတရားနဲ့တတိထားတော့လာတဲ့ဒီအောင်လေမကက်တဲ့ဆိုတော့ရေပြောတယ်အထက်မှာလူအသက်ရှင်နေအများကြီးရှိသေးတယ်ဘယ်သူမှမလုပ်ပေးတာဒုက္ခကိုကိုယ်တိုင်ကျုံမှစာနာရတာဒုမခတ်ပါဒုသာမီတီကြည်ပစ္စည်းဘေးစုကဆူကျူနေခြင်းမှာအတွေးပူမြဖေးကူမစရာစာနာစိတ်များထားကြပါမြတ်တော်ဘုရားရှင်တော်မြတ်ကြီးဖေဟာဘေးစုကဆူအနေသူများကိလူဖူရာကေတင်တော်မူပါလောကဓမ္မတာတောကအဖျားပြပြီးပြအပေါင်းဝေကွာစီကြောင်းဖျားတပည့်တော်ဆူတောင်းမရစီဖျားတို့ကြရည်ပြီးတို့ကြပြီးပြီခုတည်းလီငလျင်ပြီးပြေလို့မလို့တဲ့ဘဝများအားစွာမြေတွေ့ရရင်လည်းမချီကိုယ်တိုင်ချူတွေ့ရလို့ပါဘလူကေမလေးဘလူကူမလေး
တေချာစင်လာစာနာစုပ်ကတ်တဲ့မှာနေရတဲ့အချိန်မှာမဟုတ်မခတ်တွေ့မနှုတ်ကြမပြောကြပါနဲ့ဗျာစုပ်ကတ်တဲ့မှာနေရတဲ့အချိန်မှာမဟုတ်မခတ်တွေ့မလုပ်ကြမပြောကြပါနဲ့များမိမိကိုယ်ဝေအားထားတရားကအမြင်မပြတ်အာရုံပြုနေပါတရားတန်တာယေတနာသုံးပါရင်နေမှာအမြဲထားလို့နေထိုင်ကြတရားနဲ့တတိထားလို့အမိတ်မောင်ဖို့မနေသင့်တဲ့အချိန်မှာဒုက္ခကိုကိုယ်တိုင်ကြုံမှစာနာရတာလူမကုတ်ပါလူကနေတည်ကြည်ပစ္စည်းဒီစုကဆုဂျုံနေဒီမှာအတွေ့အကြုံဖိကူမှများစာနာစီများထားကြပါမြတ်တော်ဘုရားရှင်တော်မြတ်ကြီးဖျားပိစုကဆုအနေစုများကိလဖူရာကေတင်တော်မူပါလောကဓမ္မတရားတောကအဖျားပြဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်မေတော်ဆုတောင်းရစီဖျားဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်မေတော်ဆုတောင်းရစီဖျားဘိဗေယအပေါင်းဝီကွာစီကြောင့်ဖျားသည်မေတော်ဆုတောင်းပါသည်ဖျား